Hello အားလုံးပဲမင်္ဂလာပါရှင်ခါရဲ့ဘလော်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ channel ကနေကူလာတဲ့ဟင်းသီးဟင်းရွက်အစုံကိုစက်ကျင်ချက်လေးချက်ပြပေးသွားမှာပဲဖြစ်ပါတယ်အရသာအတွက်ကိုတော့ပစွန်ကြောက်အနေငယ်ထည့်ပါမယ်စက်ကျင်ချက်ဖြစ်တာကြောင့်ငရုတ်သီးအစိမ်းမှာထည့်ပြီးတော့စီသက်ပေးပါမယ်ခိုးပေးတာအရွက်လေးတွေကိုထည့်ပြီးတော့ချက်ပေးရပါပြီရှင်